1948ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာပင်လုံစာချုပ်လို့ခေါ်တဲ့ပင်လုံသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ခြင်းအပြင် Bangladesh လို့ခေါ်တဲ့ဗမာပြည်ဒေသကြီးမှာပြည်ထောင်စုအသစ်တစ်ခုပေါ်ပေါက်လာဖို့နေတံပြုခဲ့ကြပါတယ်။ဒီဒေသကြီးမှာရှိတဲ့ပြည်သူတွေအနေနဲ့တိကျစီမဟုတ်ပဲအတူတကွပူးပေါင်းပြီးလွတ်လပ်ရေးရယူကြဖို့အတွက်သဘောတူညီခဲ့ကြခြင်းလည်းဖြစ်ပါတယ်။ဒီသဘောတူညီချက်ကိုအခြေခံပြီးတော့ဒန်းလူရည်သူအခွင့်အရေးရှိတဲ့ပြည်သူပူးပေါင်းပါဝင်တဲ့ပြည်ထောင်စုတစ်ခုကိုတည်ဆောက်နိုင်ဖို့ရည်ရွယ်ခဲ့ကြတာပဲဖြစ်ပါတယ်။လွတ်လပ်တဲ့သဘောဆန္ဒနဲ့ပူးပေါင်းခြင်းဟာကောင်းမွန်တဲ့အရာဖြစ်သလိုအင်အားကိုလည်းဖြစ်စေပါတယ်။ဒါပေမဲ့ပူးပေါင်းခြင်းရဲ့တစ်ဖက်မှာပူးပေါင်းမှုကိုအဆုံးသတ်ခြင်းဒါမှမဟုတ်ပြန်လည်ခွဲထွက်နိုင်ခြင်းရှိတယ်ဆိုတာလည်းသဘာဝကျတဲ့ကိစ္စပဲဖြစ်ပါတယ်။လူပုဂ္ဂိုလ်တွေအဖွဲ့အစည်းတွေဒါမှမဟုတ်တိုင်းပြည်ဒေသတွေအနေနဲ့လွတ်လပ်တဲ့သဘောဆန္ဒအတိုင်းအတူတကွပူးပေါင်းမှုတွေကိုပြုလုပ်လေ့ရှိကြပါတယ်။တကယ်လို့ပူးပေါင်းမှုတွေအဆင်မပြေခဲ့ဘူးဆိုရင်ပူးပေါင်းမှုမှာပါဝင်သူတွေရဲ့လွတ်လပ်တဲ့သဘောဆန္ဒအတိုင်းပူးပေါင်းမှုကနေနှုတ်ထွက်နိုင်ခွင့်ပူးပေါင်းခြင်းကနေပြန်လည်ခွဲထွက်ပိုင်ခွင့်တွေဟာလည်းထည့်သွင်းစဉ်းစားပေးရမယ့်ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ပြည်ထောင်စုကြီးစတင်ဖွဲ့စည်းခဲ့တဲ့အချိန်မှာလည်းဒီအချက်တွေကိုထည့်သွင်းစဉ်းစားသဘောတူပြဋ္ဌာန်းခဲ့ကြပါတယ်။ဒီကနေ့မှာတော့ကျွန်တော်တို့ရဲ့ပြည်ထောင်စုကြီးစတင်ဖွဲ့စည်းခဲ့ချိန်ကပါဝင်ခဲ့တဲ့အဖွဲ့ဝင်ပြည်သူအနေနဲ့ပြည်ထောင်စုအဖွဲ့ဝင်အဖြစ်ကနေနှုတ်ထွက်နိုင်ခွင့်ပြည်ထောင်စုကြီးကနေပြန်လည်ခွဲထွက်ပိုင်ခွင့်စတဲ့အကြောင်းတွေကိုတင်ပြပေးသွားမှာပဲဖြစ်ပါတယ်။ပင်လုံစာချုပ်အကြောင်းကိုကျွန်တော်အရင်ကလည်းဗီဒီယိုတစ်ပုဒ်အနေနဲ့တင်ပြထားခဲ့ပြီးဖြစ်ပါတယ်။ဆိုတော့အဲ့ဒီဗီဒီယိုမှာတော်တော်များများကပြည်ထောင်စုဝင်ပြည်တွေရဲ့ခွဲထွက်ခွင့်နဲ့ပတ်သက်ပြီးမှတ်ချက်ပေးမြေမြန်းထားတာတွေတွေ့ရပါတယ်။ဆိုတော့ဒါကြောင့်လည်းဒီဗီဒီယိုလေးကိုပြုလုပ်ပြီးတော့ပြည်ထောင်စုအဖွဲ့ဝင်ပြည်တွေရဲ့ပြန်လည်ခွဲထွက်နိုင်ခွင့်နဲ့ပတ်သက်ပြီးတင်ပြရတာဖြစ်ပါတယ်။ပြည်ထောင်စုအဖွဲ့ဝင်ပြည်တွေရဲ့ပြန်လည်ခွဲထွက်နိုင်ခွင့်အကြောင်းနဲ့ပတ်သက်ပြီးမပြောခင်မှာပြည်ထောင်စုစတင်ပေါ်ပေါက်လာဖို့အခြေခံအုတ်မြစ်ဖြစ်ခဲ့တဲ့ပင်လုံစာချုပ်တနည်းအားဖြင့်ပင်လုံသဘောတူညီချက်ရဲ့အကြောင်းကိုအကြမ်းပြင်းအရင်ရှင်းပြချင်ပါတယ်။ပင်လုံစာချုပ်အကြောင်းကိုကျွန်တော်တို့ကြားဘူးကြပါတယ်။အကြောင်းမှလည်းသင်ဘူးချပါလိမ့်မယ်။ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနဲ့ပတ်သက်ပြီးပင်လုံစာချုပ်ကိုအဓိကသိကြတာဖြစ်ပါတယ်။ပင်လုံစာချုပ်အကြောင်းကျွန်တော်တို့ကိုသင်ကြားပေးခဲ့တဲ့ပုံစံကအင်္ဂလိပ်တွေဟာမြန်မာပြည်ကိုလွတ်လပ်ရေးမပေးချင်ဘူး။ဒါကြောင့်မြန်မာနိုင်ငံတွေကတိုင်းရင်းသားတွေအားလုံးသဘောတူမှလွတ်လပ်ရေးပေးမယ်ဆိုတဲ့ပုံစံမျိုးဆိုတော့အဲ့ဒီလိုနဲ့ဗိုလ်ချုပ်အောင်ဆန်းနဲ့တိုင်းရင်းသားခေါင်းဆောင်တွေကပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးပြီးမြန်မာပြည်ကတိုင်းရင်းသားတွေရဲ့စီးလုံးညီညွတ်မှုကိုပြသနိုင်ခဲ့ပါတယ်။အဲ့ဒီလိုပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးပြီးတိုင်းရင်းသားစီးလုံးညီညွတ်မှုကိုပြသနိုင်ခဲ့တဲ့အတွက်အဲ့ဒီနေ့ကိုပြည်ထောင်စုနေ့လို့ခေါ်တဲ့စတဲ့အာဘော်မျိုးကိုသာကျောင်းတွေမှာသင်ကြားပေးခဲ့ခြင်းဖြစ်ပါတယ်။ပြည်သူများကြားမှာလည်းဖြန့်ဝေခဲ့ကြပါတယ်။ပြည်ထောင်စုနေ့ဆိုတာမတူညီတဲ့ပြည်ဒေသတွေအတူတကွပူးပေါင်းပြီးပြည်ထောင်စုနိုင်ငံတစ်ခုအဖြစ်ထူထောင်ကြမယ်လို့သဘောတူညီခဲ့ကြတဲ့နေ့ဖြစ်တယ်ဆိုတာကိုမဖော်ပြပဲမြန်မာနိုင်ငံကတိုင်းရင်းသားတွေတောင်ပေါ်မြေပြန့်မခွဲခြားပဲဥမကွဲတိုက်မပြတ်စီးလုံးညီညွတ်ခြင်းကိုပြသတဲ့နေ့ဆိုပြီးတပြည်တောင်မြန်မာနိုင်ငံတော်စနစ်ကိုသာမိမောင်းထိုးပြီးခေတ်အဆက်ဆက်တင်ကြားဝါဒဖြန့်ခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ပြည်သူအများစုဟာပြည်ထောင်စုနေ့ဆိုတဲ့စကားလုံးကိုသိပြီးပြည်ထောင်စုဆိုတာဘာလဲဆိုတဲ့အဓိပ္ပာယ်ကိုတော့ဂါဂနနမသိခဲ့ကြတာပဲဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တို့တွေ့မြင်ရတဲ့အိန္ဒိယနိုင်ငံဟာဗြိတိရှတွေမသိမ်းပိုက်ခင်ကတည်းကအခုအနေအထားတိုင်းအိန္ဒိယနိုင်ငံအနေနဲ့တစုတစည်းတည်းရှိနေခဲ့တာမဟုတ်ပါဘူး။အိန္ဒိယဒေသမှာပထဝီအနေထားလူမျိုးစုနဲ့ယဉ်ကျေးမှုအလိုက်ယာနဲ့ချီတဲ့ပြည်တွေရှိနေခဲ့ကြတာပဲဖြစ်ပါတယ်။အိန္ဒိယဒေသကိုသိမ်းပိုက်ပြီးဗြိတိရှအင်ပါယာရဲ့ထည့်သွင်းပြီးတဲ့နောက်ဗြိတိရှအိန္ဒိယကာလမှာဗြိတိရှကဓာတ်ရိုက်အုပ်ချုပ်တဲ့ပြည်ဒေသ18ခုရှိခဲ့ပြီးဗြိတိရှကဓာတ်ရိုက်မအုပ်ချုပ်ပဲမဟာယာဇာနီဇန်စတဲ့မူလအုပ်ချုပ်သူတွေကိုဆက်လက်အုပ်ချုပ်စေတဲ့ပြည်ဒေသပေါင်း900ကျော်အထိရှိခဲ့ပါတယ်။ဗမာပြည်ဒေသမှာလည်းရှေးပဝေသနီကလေးကပထဝီအနေထားလူမျိုးစုနဲ့ယဉ်ကျေးမှုတွေအလိုက်ပြည်တွေဒေသတွေအများကြီးရှိနေခဲ့ပါတယ်။ဗမာပြည်ဒေသမှာအင်အားအကြီးဆုံးထိနှံဖြစ်တဲ့ကုန်းပေါင်ထိနှံနဲ့ဗြိတိရှတို့စစ်သုံးကြိမ်ဖြစ်ပြီးမှာတော့ကုန်းပေါင်ထိနှံကသိမ်းပိုက်အုပ်ချုပ်ထားတဲ့နယ်မြေတွေကိုဗြိတိရှကသိမ်းယူခဲ့ပါတယ်။
ဒီနယ်မြေတွေကိုဗြိတိရှအိန္ဒိယလက်အောက်ကပြည်တပြည်အဖြစ်နဲ့ထည့်သွင်းပြီးဗြိတိရှအစိုးရကဓာတ်ရိုက်အုပ်ချုပ်ခဲ့တာပဲဖြစ်ပါတယ်ဒီလိုကုန်းပေါင်ထိနှက်ရဲ့နယ်မြေတွေကိုသိမ်းပိုက်ပြီးတဲ့နောက်ဗမာပြည်ဒေသထဲမှာကျန်နေသေးတဲ့တောင်တန်းဒေသပြည်တွေကိုဗြိတိရှအင်ပါယာတွေကိုဆက်လက်ထည့်သွင်းခဲ့ပါတယ်ဒီတောင်တန်းဒေသပြည်တွေကိုတော့ဗြိတိရှကဓာတ်ရိုက်မအုပ်ချုပ်ပဲသူတို့ရဲ့ကြီးကြပ်မှုအောက်မှာငကိုမူလအုပ်ချုပ်သူတွေဖြစ်တဲ့စော်ဘွားစောဖျားဒူဝါတောင်အုပ်တောင်ပိုင်စတဲ့အုပ်ချုပ်သူတွေကိုဆက်လက်အုပ်ချုပ်စေခဲ့တာပဲဖြစ်ပါတယ်ပင်လုံစာချုပ်ချုပ်ဆိုတဲ့ကာလကဗမာပြည်ဒေသထဲမှာဗြိတိရှအင်ပါယာလက်အောက်ခံကိုလိုနီပြည်၄ခုရှိခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်ပထမတစ်ခုကတော့ကုန်းမောင်ထီးနန်းစီကတိမ့်ပိုက်ထားတဲ့နယ်မြေတွေကိုအိန္ဒိယတွေကိုထည့်သွင်းထားခဲ့ပြီးတဲ့နောက်1935ဘာမာအက်ဥပဒေနဲ့အိန္ဒိယကနေပြန်လည်ခွဲထုတ်ပြီးဗြိတိရှကဓာတ်ရိုက်အုပ်ချုပ်တဲ့ဗြိတိရှဗမာပြည်ပဲဖြစ်ပါတယ်ဒုတိယတစ်ခုကတော့1888ခုနှစ်မှာ Shan State Act 1992ခုနှစ်မှာ Federated Shan State Act တို့ကိုပြဋ္ဌာန်းပြီးတော့အုပ်ချုပ်ခဲ့တဲ့ဗရေသစ်ရှမ်းပြည်များပဲဖြစ်ပါတယ်တတိယတစ်ခုကတော့1895 Kachin Hills Regulation နဲ့အုပ်ချုပ်ခဲ့တဲ့ကချင်တောင်တန်းဒေသဖြစ်ပြီးတော့ဆက်လက်တစ်ခုကတော့1896 Chin Hills Regulation နဲ့အုပ်ချုပ်ခဲ့တဲ့ချင်းတောင်တန်းဒေသပဲဖြစ်ပါတယ်ကရင်ပြည်တွေကိုတော့ကုန်းပေါင်ထိနှက်နဲ့ဗြိတိရှတို့ကတိကျလွတ်လပ်တဲ့ပြည်တွေအဖြစ်အတိအမှတ်ပြုဖို့သဘောတူညီထားခဲ့ကြပါတယ်ဗမာပြည်ဒေသကိုသိမ်းပိုက်ပြီးတဲ့နောက်မှာလည်းကရင်ပြည်တွေကိုလွတ်လပ်တဲ့ပြည်အဖြစ်ဗြိတိရှတို့ကဆက်လက်အတိအမှတ်ပြုခဲ့ပါတယ်ကရင်ပြည်တွေကိုအုပ်ချုပ်တဲ့စောဖျားတွေကဗြိတိရှအစိုးရရဲ့အကာအကွယ်နဲ့ထောက်ပံ့မှုတွေကိုလက်ခံရယူခဲ့ကြပါတယ်ဒါပေမဲ့ကရင်ပြည်တွေဟာဗြိတိရှအင်ပါယာလက်အောက်ကိုတရားဝင်ရောက်ရှိခဲ့ခြင်းမရှိဘဲလွတ်လပ်တဲ့ပြည်တွေအဖြစ်ရှိနေခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီကာလကဗမာပြည်ဒေသကြီးမှာဗြိတိရှကိုလိုနီပြည်၄ခုနဲ့လွတ်လပ်တဲ့ကရင်ဒေသဆိုပြီးတော့အဓိကအဖြစ်ပြည်၅ပြည်ရှိတယ်လို့ဆိုရမှာဖြစ်ပါတယ်။ဗမာပြည်ဒေသထဲမှာရှိတဲ့ဗြိတိရှကိုလိုနီပြည်၄ခုတော့လွတ်လပ်ရေးကိုတီးခြားစီမယူပဲအတူတကွပူးပေါင်းပြီးလွတ်လပ်ရေးရယူကြဖို့ပင်လုံသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ကြတာပဲဖြစ်ပါတယ်။ဒီကိုလိုနီပြည်၄ခုထဲမှာဗြိတိရှကဓာတ်ရိုက်အုပ်ချုပ်ခဲ့တဲ့ဗြိတိရှဗမာပြည်ဟာဒီမိုကရေစီအုပ်ချုပ်ရေးနဲ့အုပ်ချုပ်တဲ့ဒေသဖြစ်ပြီးစီးပွားရေးလူမှုရေးပညာရေးစတဲ့အခမ်းကဏ္ဍတွေမှာဖွံ့ဖြိုးတိုးတက်ပြီးတဲ့ဒေသဖြစ်တဲ့အတွက်လွတ်လပ်ရေးရယူပြီးနိုင်ငံတစ်ခုအဖြစ်ရပ်တည်ဖို့အစဉ်သင့်ဖြစ်နေတဲ့ပြည်တစ်ခုပဲဖြစ်ပါတယ်။တောင်တန်းဒေသပြည်တွေကတော့ဗဒေသရအုပ်ချုပ်ရေးနဲ့အုပ်ချုပ်နေစေဒေသတွေဖြစ်ပြီးတော့ဖွံ့ဖြိုးတိုးတက်မှုကလည်းနေပါနေသေးတဲ့အတွက်တီးခြားလွတ်လပ်ရေးရယူနိုင်မှုပြင်ဆင်နေခြင်းဟာအတိုင်းအတာတစ်ခုထိယူရအောင်ပဲအနေထားလို့ဆိုရမှာဖြစ်ပါတယ်။လွတ်လပ်ရေးရယူဖို့အစဉ်သင့်ဖြစ်နေတဲ့ဗြိတိရှဗမာပြည်ပြည်မဒေသဟာတောင်တန်းဒေသပြည်တွေနဲ့ပူးပေါင်းနိုင်ခဲ့ရင်ပထဝီနိုင်ငံရေးအကျိုးရှိသလိုတောင်တန်းဒေသကထွက်ရှိတဲ့ကုန်ကျန်းတွေသဘာဝတယံဇာတတွေကြောင့်စီးပွားရေးပုံမတိုးတက်ဖို့အခွင့်အလမ်းတွေရရှိနိုင်မှာဖြစ်ပါတယ်။တောင်တန်းဒေသပြည်တွေအနေနဲ့လည်းပြည်မဒေသနဲ့ပူးပေါင်းခြင်းအပြင်လွတ်လပ်ရေးကိုအလျင်အမြန်ရယူနိုင်မှာဖြစ်သလိုပူးပေါင်းဆောင်ရွက်မှုရဲ့အင်အားနဲ့ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုလည်းပုံမလှုပ်ဆောင်နိုင်မှာဖြစ်တယ်လို့မျှော်လင့်စရာဖြစ်ပါတယ်။ဒီလိုနဲ့ဗြိတိရှဗမာပြည်ဂျားဖြတ်အစိုးရကောင်းဆောင်ဝင်ကြီးချုပ်ဦးအောင်ဆန်းရဲ့စီယုံမှုတွေနဲ့အတူတောင်တန်းဒေသပြည်တွေဟာအတူတကွပူးပေါင်းပြီးလွတ်လပ်ရေးရယူကြဖို့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ပြည်တွေအနေနဲ့ဒန်းတူရေးတို့ပူးပေါင်းပြီးတော့ပြည်ထောင်စုနိုင်ငံတည်ဆောက်ကြဖို့အချက်6ချက်ပါတဲ့ပင်လုံသဘောတူညီချက်တွေကိုလက်မှတ်ရေးထိုးခဲ့ကြတာပဲဖြစ်ပါတယ်။ပင်လုံစာချုပ်ဟာအသစ်ဖွဲ့စည်းထူထောင်မဲ့ပြည်ထောင်စုကြီးမှာပါဝင်ကြမဲ့အဖွဲ့ဝင်ပြည်တွေအနေနဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးစတဲ့နယ်ပယ်အသီးသီးမှာဘလို့အခွင့်အရေးတွေရှိရမယ်ဘလို့ပူးပေါင်းဆောင်ရွက်မှုတွေကိုလှုပ်ဆောင်ကြမယ်ဆိုပြီးတော့ပြည်တွေအချင်းချင်းဂတိကဝတ်ပြုခဲ့ကြတဲ့စာချုပ်လည်းဖြစ်ပါတယ်။ဒီသဘောတူညီချက်စာချုပ်ဟာပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့အတွက်အခြေခံရမယ့်လမ်းညွှန်ချက်လည်းဖြစ်ပါတယ်။ဒီလိုနဲ့1948ခုနှစ်မှာတော့ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာခဲ့ပြီးတော့1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာတော့လွတ်လပ်ရေးရရှိခြင်းနဲ့အတူကျွန်တော်တို့ရဲ့ပြည်ထောင်စုကြီးပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့်ပြည်ထောင်စုပေါ်ပေါက်လာပုံကိုကြည့်မယ်ဆိုရင်ငကူကလေးကယခုမြေပုံအတိုင်းရှိနေတဲ့မြန်မာနိုင်ငံဆိုတဲ့တစ်ခုတည်းသောပြည်အထက်ကနေပြည်နယ်တွေကိုခွဲပြီးဖဲ့ပြီးခဲ့ရတာမျိုးမဟုတ်ပဲအဲ့ဒီဒေသကြီးထဲမှာရှိတဲ့ဗြိတိရှကိုလိုနီပြည်၄ခုနဲ့လွတ်လပ်တဲ့ကရင်ပြည်တွေစသဖြင့်ပြည်၅ခုအတူစုပေါင်းပြီးပြည်ထောင်စုအဖြစ်တည်ထောင်ခဲ့ကြတာကိုတွေ့မြင်နိုင်ပါတယ်။
ဒါအပြင်ပြည်မဒေသလို့ခေါ်တဲ့ဗြိတိရှဓာတ်ရိုက်အုပ်ချုပ်ခဲ့တဲ့ဒေသဟာလည်းပြည်တပြည်ရဲ့အဖြစ်အုပ်ချုပ်ခဲ့တယ်ဆိုပေမဲ့ကုန်းပေါင်ထင်းနှန်းကသိမ့်ပိုက်ထားတဲ့ပြည်ပေါင်းများစွာပါဝင်စုဖွဲ့နေခဲ့တဲ့ဒေသလည်းဖြစ်ပါတယ်။ဒီဒေသတွေမှာမွန်မြန်မာရခိုင်ကရင်စတဲ့လူမျိုးတွေအဓိကနေထိုင်ကြပြီးတော့အရင်ကအင်းဝပြည်ဟန်တာဝရီပြည်တနင်္သာရီပြည်အာရဂန်ပြည်စတဲ့ဒေသတွေစုပေါင်းပါဝင်နေခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာပြည်ထောင်စုအဖွဲ့ဝင်ပြည်အသစ်တွေတိုးချဲ့ဖွဲ့စည်းပုံကိုလည်း1948ခုနှစ်အခြေခံဥပဒေမှာဖော်ပြထားတာကိုတွေ့ရပါတယ်။ဒါကတော့ပြည်ထောင်စုအဖြစ်ပူးပေါင်းလာခဲ့တဲ့ပြည်9ခုထဲကမှနောက်ပိုင်းပြည်အသစ်တွေကိုထပ်ပြီးဖွဲ့စည်းရမယ့်အပိုင်းဖြစ်ပါတယ်။အခုကတော့ဒီလိုပြည်တွေစုပေါင်းပြီးပြည်ထောင်စုကိုဖွဲ့စည်းထူထောင်ကြပြီးနောက်ပိုင်းမှာအဖွဲ့ဝင်ပြည်တွေအနေနဲ့ပြည်ထောင်စုကနေပြန်လည်ခွဲထွက်နိုင်ခွင့်ရှိသလားဆိုတဲ့အကြောင်းကိုဆက်လက်တင်ပြပေးသွားမှာပဲဖြစ်ပါတယ်။တချို့ကတော့ပင်လုံစာချုပ်ချုပ်ဆိုရမှာပြည်ထောင်စုအဖွဲ့ဝင်ပြည်တွေပြန်လည်ခွဲထွက်နိုင်ခွင့်ပါဝင်တယ်လို့ထင်ကြပါတယ်။ကျွန်တော်ခုနတင်ပြသွားတဲ့အတိုင်းပဲပင်လုံစာချုပ်မှာအဓိကပါဝင်တာကဒီဒေသကြီးမှာရှိတဲ့ပြည်တွေအတူတကွစုပေါင်းပြီးတော့လွတ်လပ်ရေးရယူကြဖို့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့တန်းတူရည်တူအခွင့်အရေးရှိတဲ့ပြည်တွေအဖြစ်ပူးပေါင်းကြဖို့ဆိုတဲ့ဂတိကဝတ်ကိုပြုလုပ်သဘောတူညီခဲ့ကြတာပဲဖြစ်ပါတယ်။ပင်လုံစာချုပ်မှာပြည်ထောင်စုကပြန်လည်ခွဲထွက်ခွင့်ဆိုတဲ့အကြောင်းအရာအချက်လက်မပါဝင်ခဲ့ပါဘူး။ပြည်ထောင်စုအဖွဲ့ဝင်ပြည်တွေပြည်ထောင်စုကပြန်လည်ခွဲထွက်နိုင်ခွင့်ဟာ1948ခုနှစ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေမှာထည့်သွင်းရေးဆွဲခဲ့တာပဲဖြစ်ပါတယ်။1948ခုနှစ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေအခန်း10မှာပြည်ထောင်စုအဖွဲ့ဝင်ပြည်တွေရဲ့ပြန်လည်ခွဲထွက်နိုင်ခွင့်ကိုဒီလိုပြဋ္ဌာန်းထားခဲ့ပါတယ်။အခန်း10ခွဲထွက်နိုင်သောအခွင့်အရေးဤအခြေခံဥပဒေ၌လည်းပုံမှန်199အရပါလီမန်ကပြုသောအဥပဒေ၌တော်၎င်းအခြားပြဋ္ဌာန်းချက်ပြုထားခြင်းမရှိလျှင်အောက်၌ပြဋ္ဌာန်းထားသောစည်းကမ်းချက်များနှင့်အညီပြည်ထောင်စုနိုင်ငံမှခွဲထွက်နိုင်ရန်ပြည်내တိုင်း၌အခွင့်အရေးရှိရမည်။ဤအခြေခံဥပဒေအာဏာတည်သည့်နေ့မှ10နှစ်အတွင်းခွဲထွက်နိုင်သောအခွင့်အရေးကိုအသုံးမပြုရ။ခွဲထွက်နိုင်သောအခွင့်အရေးကိုသုံးစွဲလိုသောပြည်내သည်ခွဲထွက်လိုကြောင်းအဆိုကိုမိမိ၏ပြည်내ကောင်စီတွင်တင်သွင်းအတည်ပြုရမည်။ပြည်내ကောင်စီရှိအမတ်စုစုပေါင်းအနက်3ပုံ2ပုံအောက်မလျော့သောအမတ်များကထိုအဆိုကိုထောက်ခံမဲပေးခြင်းမပြုလျှင်အတည်ပြုသည်ဟုမမှတ်ယူရ။သက်ဆိုင်ရာပြည်내၏ဥက္ကဋ္ဌသည်ပြည်내ကောင်စီ၏ဆုံးဖြတ်ခြင်းကိုနိုင်ငံတော်သမ္မတအားအကြောင်းကြားရမည်။ထို့အပြင်အတည်ပြုလိုက်သောကောင်စီ၏တဘာပတိကဟုတ်မှန်ကြောင်းလက်မှတ်ထိုးထားသောဆုံးဖြတ်ချက်မိတ္တူမှုစာဆောင်ကိုနိုင်ငံတော်သမ္မတထံသို့ပြည်내ဥက္ကဋ္ဌကတင်ပြရမည်။ထို့အခါနိုင်ငံတော်သမ္မတသည်သက်ဆိုင်ရာပြည်내၏လူထုဆန္ဒပွဲကိုကျင်းပစေရန်အမိန့်ထုတ်ရမည်။လူထုဆန္ဒပွဲကိုကျင်းပခြင်းမှာသက်ဆိုင်ရာပြည်내ရှိပြည်သူတို့၏ဆန္ဒအမှန်ကိုသိရှိရန်ဖြစ်သည်။နိုင်ငံတော်သမ္မတသည်လူထုဆန္ဒပွဲကော်မရှင်တစ်ဖွဲ့ကိုခန့်ရမည်။ထိုအဖွဲ့ကိုပြည်ထောင်စုနိုင်ငံနှင့်သက်ဆိုင်ရာပြည်내မှကိုယ်စားလှယ်ဥယျာဉ်အညီမျှပါဝင်ရမည်။ထိုအဖွဲ့သည်လူထုဆန္ဒပွဲကိုကြီးကြပ်စီမံရန်ဖြစ်သည်။ဤအခန်း၌ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲအဆိုပါခွဲထွက်နိုင်သောအခွင့်အရေးအသုံးပြုခြင်းနှင့်ဆက်လျင်းသောကိစ္စအလုံးကိုဥပဒေဖြင့်စီမံသတ်မှတ်ရမည်။ဒါကတော့ပြည်ထောင်စုအဖွဲ့ဝင်ပြည်တွေအနေနဲ့ပြည်ထောင်စုကနေတရားဝင်ပြန်လည်ခွဲထွက်နိုင်ခွင့်ရှိခဲ့တယ်ဆိုတာကိုဖော်ပြနေတဲ့အချက်ပဲဖြစ်ပါတယ်။ဒီလိုခွဲထွက်နိုင်ခွင့်ကိုပြဋ္ဌာန်းခဲ့တယ်ဆိုတာကလည်းတောင်တန်းဒေသပြည်တွေအနေနဲ့ပြည်ထောင်စုထဲကိုယုံကြည်စိတ်ချစွာပူးပေါင်းပါဝင်လာနိုင်ဖို့အတွက်ဝန်ကြီးချုပ်ဦးအောင်ဆန်းကရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ငါတို့အတူတူပြည်ထောင်စုအဖြစ်10နှစ်လောက်အတူရှင်တွဲနေကြကြရအောင်10နှစ်ပြည့်လို့အဆင်မပြေဘူးဆိုရင်ပြန်ထွက်သွားလို့ရပါတယ်ဆိုတဲ့အာမခံချက်နဲ့စီယုံခဲ့တဲ့သဘောပဲဖြစ်ပါတယ်။ပင်လုံစာချုပ်မှာစာနဲ့မဖော်ပြထားခဲ့ပေမဲ့ဗြိတိရှဗမာပြည်ဝန်ကြီးချုပ်ဦးအောင်ဆန်းနဲ့တောင်တန်းဒေသကိုယ်စားလှယ်တွေကြားမှာပြည်ထောင်စုတည်ဆောက်ခြင်းနဲ့ပတ်သက်ပြီးတော့နှုတ်အားဖြင့်သဘောတူညီချက်တွေရှိခဲ့တယ်လို့လည်းဆိုကြပါတယ်။ဒါပေမဲ့ဝန်ကြီးချုပ်ဦးအောင်ဆန်းလှုပ်ချန်ခံခဲ့ရပြီးတဲ့နောက်မှာတော့ဝန်ကြီးချုပ်ဦးနုဦးဆောင်တဲ့ဖဆပလအစိုးရအဖွဲ့ဟာ1948ခုနှစ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲပြဋ္ဌာန်းခဲ့ပြီးတော့အဲ့ဒီဖွဲ့စည်းပုံဥပဒေဟာပင်လုံသဘောတူညီချက်တွေကိုအပြည့်အဝအကောင့်ထဲဖော်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ပင်လုံစာချုပ်မှာသဘောတူညီခဲ့တဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့
တန်းတူတဲ့ပြည်တွေအဖြစ်ပူးပေါင်းရေးကိုလက်လျှူရှုပြီးပြည်ထောင်စုရဲ့အာဏာကိုဗမာပြည်ပြည်မကချုပ်ကင်ထားခဲ့ပါတယ်။ပြည်ထောင်စုတွေကိုပူးပေါင်းပါဝင်လာခဲ့တဲ့ပြည်တွေကိုရှမ်းပြည်နယ်၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းဝီဒေသတိုင်းစသဖြင့်သတ်မှတ်ထားပေမဲ့ပြည်မဒေသတွေကိုတော့ပြည်ထောင်စုရဲ့ပြည်နယ်တစ်ခုအဖြစ်မသတ်မှတ်ထားပဲဗမာပြည်ပြည်မမှာကျန်တဲ့ပြည်နယ်တွေကလာရောက်ပူးပေါင်းရတဲ့ပုံစံနဲ့တည်ဆောက်ထားခဲ့ပါတယ်။တနည်းအားဖြင့်ပြောရရင်ဗမာပြည်ပြည်မရဲ့အစိုးရဟာပြည်ထောင်စုရဲ့ဗဟိုအစိုးရနေရာကိုရယူထားတာဖြစ်ပြီးပြည်နယ်တွေရဲ့အုပ်ချုပ်ရေးကိုလည်းလွှမ်းမိုးချုပ်ကင်ထားခဲ့ပါတယ်။ဒါပေမဲ့ပြည်ထောင်စုအဖွဲ့ဝင်ပြည်တွေကအဲ့ဒီခွဲထွက်ခွင့်ကိုကျင့်သုံးခဲ့ခြင်းမရှိပဲပင်လုံသဘောတူညီချက်တွေအတိုင်းဖော်ဆောင်နိုင်ဖို့အခြေခံဥပဒေပြင်ဆင်ရေးတောင်းဆိုလှုပ်ရှားမှုတွေကိုပဲပြုလုပ်ခဲ့ကြပါတယ်။ပြည်ထောင်စုဝင်ပြည်တွေဟာပြည်ထောင်စုကနေပြန်လည်ခွဲထွက်မဲ့အစားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အမျိုးသားတန်းတူရေးစတဲ့ပင်လုံစာချုပ်ဂတိကဝတ်တွေနဲ့အတူဝန်ကြီးချုပ်ဦးအောင်ဆန်းရဲ့လမ်းညွှန်မှု9ချက်တို့ကိုအခြေခံတဲ့စစ်မှန်တဲ့ Federal ပြည်ထောင်စုကိုတည်ဆောက်နိုင်ရေးကိုပဲကြိုးပမ်းလှုပ်ရှားခဲ့ကြပါတယ်။ဒီလှုပ်ရှားမှုကို Federal လှုပ်ရှားမှုလို့အဲ့ဒီအချိန်ကလူအများသိခဲ့ကြပါတယ်။ထင်ရှားတဲ့ Federal လှုပ်ရှားမှုတစ်ခုကတော့1962ခုနှစ်ဖေဖော်ဝါရီလ25ရက်နေ့မှာရှမ်းပြည်နယ်အစိုးရကပြည်လုံးကျွတ်ညီလာခံတရက်ကိုကျင်းပခဲ့ပြီးတော့ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးစာတမ်းကိုတင်သွင်းခဲ့တာဖြစ်ပါတယ်။အဲဒီစာတမ်းမှာပြည်ထောင်စုအဖွဲ့ဝင်ပြည်တွေဟာဗမာပြည်မနဲ့တန်းတူညီမျှတဲ့အခွင့်အရေးမရရှိတာထင်ရှားတဲ့အကြောင်းအခြေခံဥပဒေနဲ့ဖွဲ့စည်းပုံစနစ်တွေအာဏာနဲ့အခွင့်အရေးခွဲဝေမှုတွေပါလီမန်ဖွဲ့စည်းပုံတွေပြည်ထောင်စုရဲ့အခွန်ဘဏ္ဍာခွဲဝေသုံးစွဲမှုတွေမှာချို့ယွင်းချက်တွေရှိနေတဲ့အတွက်ပြည်နယ်တွေဟာနစ်နာနေရတဲ့အကြောင်းဖော်ပြထားပါတယ်။ဒါအပြင်စစ်မှန်တဲ့ပြည်ထောင်စုဖြစ်နိုင်မှုအတွက်ပြည်ထောင်စုဝင်ပြည်တွေရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာအခွင့်အရေးတွေကိုတောင်းဆိုခဲ့ကြပါတယ်။ဒီတောင်းဆိုချက်တွေကိုပြည်ထောင်စုစစ်စစ်မှုဒါမှမဟုတ်ရှမ်းမှုလို့ခေါ်ဆိုခဲ့ကြပါတယ်။ဒါအပြင်1962ခုနှစ်ဇန်နဝါရီလမှာရှမ်းပြည်နယ်တောင်ကြီးမြို့မှာပြည်နယ်ပေါင်းစုံညီလာခံတရက်ကိုလည်းကျင်းပခဲ့ကြပါတယ်။ဒီညီလာခံကိုတောင်ကြီးညီလာခံလို့လည်းခေါ်ကြပါတယ်။တောင်ကြီးညီလာခံမှာဖွဲ့စည်းပုံအခြေခံဥပဒေကိုပြည်ထောင်စုစစ်စစ်မှုနဲ့အညီပြင်ဆင်နိုင်ဖို့ပြည်နယ်ညီညွတ်ရေးအဖွဲ့ကိုဖွဲ့စည်းခဲ့ကြပါတယ်။ဒီအဖွဲ့ရဲ့ကြိုးပမ်းမှုကြောင့်အခြေခံဥပဒေပြင်ဆင်ရေးအတွက်1962ခုနှစ်ဖေဖော်ဝါရီလမှာ Federal နှီးနှောဖလှယ်ပွဲ Federal Seminar ကိုရန်ကုန်မြို့ပြည်လန်းကမြန်မာအသံအစည်းအဝေးခန်းမမှာကျင်းပနိုင်ခဲ့ပါတယ်။ဆိုတော့ဒါအပြင်ပြည်နယ်များညီညွတ်ရေးအဖွဲ့ရဲ့ပြည်ထောင်စုစစ်စစ်မှုတင်ပြချက်တွေကိုဗမာပြည်မကနိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံဆွေးနွေးကြဖို့စီစဉ်ထားခဲ့ကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းပြည်ထောင်စုစစ်စစ်မှုဟာပြည်ထောင်စုပြိုကွဲရေးဖြစ်တယ်ဆိုပြီးဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့စစ်တပ်ကမတ်လ2ရက်နေ့မှာနိုင်ငံတော်အာဏာကိုမတရားသိမ်းယူခဲ့ရကစပြီးပြည်ထောင်စုကြီးရဲ့ဒီမိုကရေစီစနစ်တာမကဖက်ဒရယ်ပြည်ထောင်စုစစ်စစ်တည်ဆောက်နိုင်ရေးမျှော်လင့်ချက်တွေဟာလည်းပျက်စီးသွားခဲ့ရတာပဲဖြစ်ပါတယ်။ပြည်ထောင်စုအဖွဲ့ဝင်ပြည်တွေဟာပြည်ထောင်စုကနေပြန်လည်ခွဲထွက်ဖို့ထက်ပြည်ထောင်စုစစ်စစ်တည်ဆောက်နိုင်ဖို့ကိုသာကြိုးပမ်းခဲ့တာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ဝန်ကြီးချုပ်ဦးအောင်ဆန်းနဲ့တောင်တန်းဒေသခေါင်းဆောင်တွေစိတ်သဘောတူညီစွာမှတ်ခဲ့ကြတဲ့ပြည်ထောင်စုအိမ်မက်ကြီးဟာအစွန်းရောက်အမျိုးသားဝါဒီတွေနဲ့အကြမ်းဖက်စစ်ကောင်ဆောင်တွေရဲ့တပြည်တော်အမျိုးသားနိုင်ငံတော်အိမ်မက်တွေနဲ့အစားထိုးခံခဲ့ရပြီးတော့ပြည်ထောင်စုကြီးဟာလည်းငြိမ်းချမ်းရေးနဲ့ယနေ့တိုင်အလန်းဝဲနေစေဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ကျွန်တော်တို့ရဲ့ပြည်ထောင်စုကြီးစတင်ဖွဲ့စည်းဖြစ်ပေါ်လာပုံနဲ့ပြည်ထောင်စုအဖွဲ့ဝင်ပြည်တွေရဲ့ပြန်လည်ခွဲထွက်နိုင်ခွင့်အကြောင်းတွေကိုတင်ပြပေးသွားခဲ့တာပဲဖြစ်ပါတယ်။ဒီလိုပြည်ထောင်စုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလေ့လာသိရှိခြင်းနဲ့အတူပြည်ထောင်စုရဲ့သဘောတရားအစစ်အမှန်တွေကိုလည်းပုံမသဘောပေါက်နားလည်နိုင်အောင်ကြိုးစားကြခြင်းအပြင်စစ်မှန်ငြိမ်းချမ်းတဲ့ပြည်ထောင်စုအစစ်ကိုတည်ဆောက်နိုင်ကြဖို့ဆန္ဒပြုလိုက်ရပါတယ်။ကျွန်တော်တို့ရဲ့အစီအစဉ်ကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်။မိတ်ဆွေတွေရဲ့အမြင်တွေကိုလည်းဖတ်ချက်ပြုမျှဝေပေးသွားဖို့ဖိတ်ခေါ်ပါတယ်။နောက်ပတ်တွေမှာလည်းဆက်လက်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ။